ဒီတချင်းလေးကတော့နွေရာသီပြင်သန်းကာလတစ်လျှောက်စီပြားလာမှုတွေကအပင်ပန်းခံပြီးပြင်သန်းမှုပေးခဲ့မေမေများအားလုံးကိုဂုဏ်ပြုသောအဖြစ်ကျေးဇူးပဲမေမေတချင်းကိုကာယဖြတ်ပြပေးမှာဖြစ်ပါရှင်